ဒါလေးကတော့ဒါကျွန်တော်မွေးထားတဲ့ဒါနောက်ထပ်ထောင်းကားလေးတွေကနောက်တစ်မျိုးပေါ့နော်ဒါထိတ်နီလေးလို့ဗမာလိုတော့ခေါ်တယ်နိုင်ငံခြားလိုတော့ဒါကွိုင်ပေါ့ဒါ red ear ဂျန်လေးတွေပေါ့နော်ဒီကောင်လေးဒါအစာအရန်တောင်းနေလို့လာစုနေရပါတော့ဒါလုံးဝဟိုနည်းနည်းတော့ရှိတယ်ပေါ့အများကြီးတော့မရှိဘူးဒါဆိုမဒန်းဆိုင်ပေါ့ဖောက်ဆိုင်တော့ရောက်နေပြီပေါ့နော်ဒီရွယ်လေးတွေကစပြီးတော့ကျွန်တော်တို့အထီးမှကွဲပြီးဖောက်လို့ရပဲအထီးလေးတွေဆိုရင်သူကတကူလုံးအနီအောင်လှိုင်းပြီးတယ်ထိတ်လေးကပို့ပြီးတော့หนีတယ်အမာလေးဆိုရင်ထိတ်หนีပြီးတော့အမီးหนีမယ်ပြီးရင်ဘိုက်လေးမှာပေါ့ဒီလိုမျိုးလေးဘာရောင်မှမရှိဘူးပေါ့နော်ဒါလေးတွေဒါ quality ကောင်းတဲ့မျိုးလေးပေါ့နော်နောက်ကျကျွန်တော်ရှိမှာဒီမှာ metal black လို့ခေါ်တဲ့ငါးတစ်မျိုးရှိသေးတယ်တောင်းငါးလေးပေါ့သူတို့ကကျတော့သူတို့ရဲ့ခန္ဓာကိုယ်မှာအထီးလေးတွေကသူကအစင်းလေးတွေနဲ့အဲ့လိုမျိုးပေါ့မွေရဲ့ကြေးကုန်နဲ့သူကတူရပေါ့နော် snake skin metal black လို့လည်းခေါ်တယ်အမားကျတော့တကူလုံးမှာပြောင်ပြီးတော့အမီးနားမှာကျတော့အမဲလေးပေါ့နော်ဒီကောင်လေးလည်းအစာတောင်းနေတာဗျအစာလိုချင်လို့စုနေတာပေါ့နော်နောက်ဒီအောက်ထပ်မှာဆိုရင်တော့ဒီမှာ flower home ပေါ့နော် flower home တကောင်ရှိမယ်ပြီးကြရင်ဒီမှာဆရာကြီးပေါ့နော်ကျွန်တော်ရဲ့ဆရာကြီးကျွန်တော်ဒီမှာဒီကောင်ကတော့ဆရာကြီးပေါ့အော်စကာပေါ့နော်အော်စကာအကြီးပဲဒီကောင်လုံးဝအကြီးပဲဒီကောင်ငမန်းအောင်ဒီကောင်ကိုက်သွားတာကျွန်တော်ရဲ့ငမန်းဒီမှာတော့ဘာမှမရှိဘူးဒီမှာတော့ flower home ရှိမယ်ဟိုဘက်မှာတကောင်ရှိတယ်ပြီးကြရင်ဒီဘက်မှာ PE ရပေါ့ PE ရလေးလည်းအရန်လာတယ်ဒီမှာ PE ရတကန်ရှိတယ်ဖုံးကတော့2ကောင်ရှိတယ်ဒီမှာတစ်ကောင်ဒီမှာတစ်ကောင်ဒီကောင်ကတော့နည်းနည်းလေးလန့်တူလန့်ဒီမှာတစ်ကောင်ရှိမယ်နောက်ပြီးကြရင်ဒီမှာ zebra ပေါ့ zebra ဒီမှာရှိတယ်ဒါအမှားလေးဒါအထီးကျွန်တော်ဖောက်ဖို့ဆိုပြီးခွဲတာဒါကတော့ထောင်းငါပဲဒီကောင်လေးတွေကဒါဘယ်လိုပြောမလဲဒီကောင်လေးတွေကနည်းနည်းဈေးကြီးရတယ်မှာပါတယ်ဒီကောင်လေးတွေက red rose lonely red rose ဒီကောင်လေးတွေကဒီယိုပတ်လေးတွေဒီကောင်လေးလည်းအရန်လာတယ်ဗောနော်နောက်ပြီးတော့ဒီမှာ zebra ရှိမယ်ဒီမှာ fighter ကျွန်တော်ဖောက်ထားတဲ့ဟိုက samurai နေရှိတယ်ဒါ Mickey Mouse ကတော့တိတ်မတင်ဘူးသူကအရန်စားလို့လေဒီမှာကတော့ပလက်တီအပူအနီလေးတွေရှိတယ်ဒီမှာအနီအသေးလေးပေါ့နော်ဒါဆိုရင်ဒါ quai ပေါ့ဒီကောင်ကတော့ဟိုကောင်နေနဲ့မျိုးတန်းပို့ပြီးတော့မြင့်တယ်ပေါ့နော်ဒီကောင်က glass belly ပေါ့ glass belly ဆိုတာသူ့ရဲ့ bike ကိုအထင်းသားမြင်နေရတယ်ဗျာလုံးဝအထင်းသားကြီးမြင်နေရတယ်အထက်ထဲမှာဥတွေရှိမရှိအပေါက်လေးရှိမရှိအကုန်မြင်ရတယ်ဗျာဒါကတော့အထီးလေးပေါ့ပြီးတော့ဒီမှာ Maha Chai နေရှိတယ်ဒီမှာ fighter တွေရှိတယ်ဒီဘက်မှာလည်း fighter ဒါကတော့ကျွန်တော်မှန်နေပါပြီဖြတ်တဲ့နေရာပေါ့နော်ဒီနေရာတော့တော်တော်ရှုပ်တယ်